ကျမရဲ့အောင်မြင်မှုတွေကိုတွန်းအားပေးနေတဲ့အရာတစ်ခုကတော့ကျမသားလေးရဲ့အနာဂတ်တည်ငြိမ်မှုအောင်မြင်မှုကိုဖော်ဆောင်ခြင်းနဲ့အိမ်မက်တစ်ခုပါပဲအချိန်ခွာနှလုံးသားအကုန်လုံးပေးလို့ရပေမဲ့မရေရာသေးတဲ့အိမ်မက်ကိုရင်းနှီးမြှုပ်နှံမှုတစ်ခုနဲ့အစားပြုတင်လာစဉ်းစားမိတယ်တိတ်ဆိတ်နေချမ်းနေတဲ့ကျမအတွေ့အကြုံကိုမျှော်လင့်ချက်အသစ်တစ်ခုတိုးဝင်လာခဲ့တယ်။သားလေးရဲ့အနာဂတ်ရင်းနှီးမြှုပ်နှံမှုအတွက်တကားပေါက်တစ်ခုကဒီမှာပဲလားဆိုပြီးမေးခွန်းပေါင်းများစွာနဲ့ပေါ့။အစားပြုရမယ်အိမ်မက်တွေကမဝေးပါဘူး။ကျမကလေးအတွက်အနာဂတ်အိမ်အနာဂတ်အောင်မြင်မှုတွေကိုဖော်ဆောင်နိုင်မယ့်နေရာကိုမျက်မြင်တွေ့လိုက်ရတဲ့အချိန်မှာပဲတန်ဖိုးနဲ့အနာဂတ်ဖန်တီးနိုင်တဲ့ဒီနေရာတစ်ခုတကယ်လိုချင်လာမိတယ်။ Golden Dream Property မှာဒီလိုအခွင့်အလမ်းတွေရှိတယ်ဆိုတာမမျှော်လင့်ထားဘူး။ကျမရဲ့အမြင်ကိုနားလည်ပြီးတော့သေချာရှင်းပြတယ်။ကျမကလေးအတွက်အနာဂတ်ရင်းနှီးမြှုပ်နှံမှုကဒီနေ့ပဲဆိုပြီးယုံကြည်မှုတစ်ခုနဲ့အစပြုခဲ့တယ်။ကျမလုံးဝနောင်တမရခဲ့ဘူးမင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံရဲ့ထိပ်တန်းအောင်မြင်မှုများစွာရရှိထားတဲ့စီးပွားရေးလုပ်ငန်းရှင်ပုံမျိုးမင်းရဲ့ကိုရီးယားနိုင်ငံရဲ့စိတ်ကူးကနေအောင်မြင်မှုတစ်ခုထိရှောင်လန်းနေတဲ့ကျမသားလေးရဲ့အောင်မြင်မှုတွေကိုမိခင်တယောက်နေတဲ့ဂုဏ်ယူစရာဖြစ်ခဲ့ရပါတယ်မြေခွက်တစ်ခုကနေကျမသားလေးရဲ့အနာဂတ်မျှော်လင့်ချက်တွေကိုအကောင့်ထဲပေါ်ပေးတဲ့ Golden Dream Property ကိုတကယ်ပဲကျေးဇူးအများကြီးတင်မိတယ်။ Northern City Villa Project ဆိုရင်မြောက်တကုံပေးလီတရားအစင်မြေဧက15ဧကကျော်ပေါ်မှာ Developer Shine Group မှတောင်းယူဖော်ဆောင်သွားမဲ့ project ဖြစ်ပါတယ်။ Downtown area တွေနဲ့နှီးစပ်ပြီးတိတ်ဆိတ်ငြိမ်းချမ်းစွာနေထိုင်လိုသူတွေအတွက်အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။အလွန်ငါးလွာပါဝင်ပြီး short hawk building ခုနှလုံးနဲ့အတူပိုင်ဆိုင်မှုခိုင်မာတဲ့ခရမ်းမြေပေါ်မှာအစင်းမြင့် villa project များကိုဖန်တီးပေးမှာပါ။ပေ40-80 landslide community ဖြစ်တဲ့အတွက် villa စောင့်နေကားပါကင်မှာစာ၍relaxation spot ထိကျေပြန့်စွာပြုလုပ်နိုင်ပါတယ်။ကွန်ပေါင်းမြေဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့အိမ်ကိုတတရရတိစောက်နိုင်မှာပါ။တိုးတက်မှုမြန်ဆန်တဲ့မြောက်တကုံမြို့နယ်ထဲမှာဖြစ်တာကြောင့်အနီးနားမှာဆိုရင်ပင်လောင် Hospital, International School, ပင်လောင် City Mall, Capital Hypermarket, Massy Hosi တို့အပြင် Bank, Beauty Dairy, The Pizza Company, Chili Pot, KFC, ပင်လောင်စိစတဲ့နေရာတွေနဲ့အနည်းဆုံးမှာတည်ရှိပါတယ်။ Golden Dream မှာဦးစီးကျင်းပမဲ့အယောင်ပြပွဲကြီးမှာ Special Promotion အနေနဲ့ up to 12.9% discount payment plan အနေနဲ့ cash down payment ဘဏ်လုံး3နှစ်မှ15နှစ်အထိပေးချေလို့ရတဲ့အပြင် 10% down payment ချပြီးအတုံးမဲ့8လထိအရစ်ကျဝယ်ယူလို့ရတဲ့အခွင့်အရေးကြီးလည်းရမှာဖြစ်ပါတယ်။ဒါကြောင့်လူကြီးမင်းတို့ရဲ့ Golden Future ကို Golden Dream Property နဲ့စတင်ဖို့ဒီနေ့ပဲဆုံးဖြတ်လိုက်ပါ။